ကတော့ပေးကမ်းခြင်းဖြစ်ပါတယ်လို့ဘုရားဟာပေးကမ်းတော်သူဖြစ်ပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ဟာကမ္ဘာလောကကြီးတစ်ခုလုံးမှာပေးကမ်းတော်ပုဂ္ဂိုလ်စွန့်လို့ပေးကမ်းတော်ပုဂ္ဂိုလ်ပြောပါစေဘုရားသခင်ကိုတော့မမိပါဘူးလို့ဘုရားသခင်ဟာသူ့ရဲ့တပါးသီးသားတော်ကိုစွန့်လိုက်တယ်အောင်ကျမတို့လောကီသားများကိုချစ်လက်ကျမတို့အတွက်သူ့ရဲ့တူဒီတော်သားကိုစွန့်ခဲ့တော်သူဖြစ်ပါတယ်လို့ပေးကမ်းခဲ့တော်သူဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးကျမ်းချက်အနေနဲ့ကျမတို့ယောမဩဝါဒစာအခန်းကြီး8ထဲမှာကျမတို့ဖတ်ရအောင်ယောမဩဝါဒစာအခန်းကြီး8ခန်းကြီး8အငယ်31နဲ့32ကိုဖတ်ချင်ပါတယ်။တို့ဖြစ်၍ဤအရာများတို့၌အဘယ်သို့ပြောเสียရှိသနည်း။ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျင်အဘယ်သူသည်ငါတို့တစ်ဖက်၌နေနိုင်မည်နည်း။မိမိသားတော်ရင်းကိုမနှမျောဘဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်းတဲ့။ဒီကနေ့နှုတ်ကပတ်တော်မှာဘုရားဟာပေးကမ်းတော်သူဖြစ်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။ဘယ်လောက်ထိတောင်ပေးတယ်လဲဆိုတော့မိမိသားတော်ရင်းကိုမနှောပြောပဲကျမတို့ရှိသမျှကျမတို့အားလုံးအရောက်စီတိုင်းအတွက်ရှိသမျှလူတွေအတွက်စွန့်တော်မူသောသူဟာသားတော်နဲ့တကွခတ်သိမ်းသောအရာငါတို့အားမပေးပဲအဘယ်သို့နေတော်မူမလဲ။နီးဆိုပြီးတော့နှုတ်ကပတ်တော်ဖော်ပြထားတာဖြစ်ပါတယ်။တို့ဖြစ်၍ဤအရာများတော့မှာဘာပြောစရာမှမရှိတော့ဘူး။ကိုဘုရားရဲ့သူ့ရဲ့သားတော်ကိုပေးသည့်တိုင်မနှမျောတော့ဘုရားရှင်သားတော်နဲ့တကွခတ်သိမ်းသောအရာကိုပေးခြင်းသောဘုရားရှင်ဖြစ်တယ်ဟာလေလုယာပေးနိုင်သောဘုရားရှင်ဖြစ်ပါတယ်ပေးကမ်းသောသူလည်းဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ထဲမှာတွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျမတို့ဆက်လက်ပြီးတော့ပေါ့နော်ဘုရားသခင်ကိုပေးကမ်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်နှစ်ပိုင်းဝင်ငါတော့မှာဖြစ်ပါတယ်လို့ပထမဆုံးကကျမတို့အားလုံးသိတဲ့တိုင်းဘုရားသခင်ကိုပေးခြင်းအဲ့ဒါကတော့ကျမတို့အမြဲဆွဲကင်လည်းရှိတယ်မာလခိအနာဂတိကျမ်းမှာရှိတာဖြစ်ပါတယ်မာလခိအနာဂတိကျမ်းခန်းကြီး3အခန်းငယ်ကျမတို့ဒီနေ့ကျမ်းစာသင်တန်းဆိုတော့ကျမ်းစာဖတ်ရအောင်အခန်းကြီး3အခန်းငယ်9ကနေပြီးတော့ဖတ်ချင်ပါတယ်ဘိုးဘေးတို့လက်ထက်မှစ၍သင်တို့သည်ငါစီရင်ထုံးဖွဲ့ချက်တို့ကိုမဆောင်သိမ်းဆောင်ကြပြီးငါထံသို့ပြန်လာကြလောငါသည်လည်းသင်တို့စီတို့ပြန်လာမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏အကျွန်ုပ်တို့သည်အဘယ်သို့ပြန်လာရပါမည်နည်းဟုသင်တို့မေးကြသည်တကားတဲ့ဒီမှာဗာပြောထားလဲဆိုတော့ငါထံကိုပြန်လာပါလို့ဘုရားသခင်ကမိန့်တော်မူတဲ့အခါမှာကျွန်တော်တို့ဘလို့ပြန်လာရမလဲလို့မေးတဲ့အခါမှာလူသည်စဖတ်ပါမယ်ဘုရားသခင်ဥစ္စာတော်ကိုလူယူရမည်လို့သို့တော်လည်းသင်တို့သည်ငါဥစ္စာကိုလူယူကြပြီအကျွန်ုပ်တို့သည်အဘယ်သို့လူယူပါသနည်းဟုသင်တို့မေးလျင်ဆယ်ဖို့တစ်ဖို့ကို၎င်းပူဇော်တက်ကာတို့ကို၎င်းလူယူကြပြီသင်တို့သည်ကျင့်ချင်းအမင်္ဂလာကိုခံရကြ၏အကြောင်းမူကားပြည်သူပြည်သားအပေါင်းတို့သည်ငါဥစ္စာကိုလူယူကြပြီတဲ့ဒီနေ့နှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကသူဟာဘုရားရဲ့ဗန်ဥစ္စာကိုလူရမလားဒါပေမဲ့သင်တို့ကငါဥစ္စာကိုလူပြီးဆိုဘယ်လိုများလူတယ်လဲလို့ဖြစ်တဲ့အချိန်မှာသူကဘုရားသခင်ကဒီမှာနှုတ်ကပတ်တော်ထဲမှာဗာပြောထားလဲဆိုဆယ်ဖို့တစ်ဖို့ကို၎င်းပူဇော်တက်ကာတို့ကို၎င်းလူယူကြပြီတဲ့ဒီနေ့ကျမတို့အရင်တော့ကကျမကရိုးရာခရစ်ယာန်မိသားစုကပဲကြီးပြင်းလာတဲ့ခါကျတော့ဆယ်ဖို့တစ်ဖို့ပေးရမယ်ဆိုတာသိပေမဲ့တေချာပေါက်နားမလည်ခဲ့ဒါပေမဲ့ဒီကနေ့ခရစ်တော်၌ပြောင်းလဲလာတဲ့အခါမှာကျမရဲ့အသက်တာမှာဆယ်ဖို့တစ်ဖို့ပေးခြင်းအပြင်ဘုရားသခင်ကဘလောက်အထိကျမတို့ကိုမဆခြင်းကတတ်နိုင်လဲဆိုတဲ့အရာကိုကျမသက်တာမှာသင်ယူခွင့်ရတဲ့အတွက်ကြောင့်ဘုရားရှင်နာမတော်ကိုထူးပဲချီးမွမ်းပါတယ်ဆယ်ဖို့တစ်ဖို့ဆိုတာဆရာကြီးအများကြီးပြောခဲ့ပါဘုရားရဲ့ဥစ္စာပဲဖြစ်တယ်ကျမတို့ကိုဘုရားသခင်ဆယ်ဖို့ပေးထားတာဖြစ်တယ်အားလုံးပေးထားတာဖြစ်တယ်ကျမတို့ဝိသမျှစားသမျှသုံးသမျှငွေကြေးအားလုံးကျမတို့လုံနိုင်လို့စူးစမ်းနိုင်လို့မဟုတ်ဘုရားသခင်ကကျေးဇူးပြုနေတာဖြစ်တယ်အားလုံးကဘုရားဟာပဲဖြစ်တယ်တခါလေကျမတို့ကကစီးနေတဲ့အချိန်လည်းရှိတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကျမကိုဘာပြောတယ်လဲဆိုတော့ဘုရားကိုပေးလိုက်ဖို့တခါလေကစီးနေတဲ့အချိန်လည်းရှိတာဖြစ်တယ်အိုးဘုရားသခင်ကကျမကိုကစီးနေရင်ကျမဘယ်လိုများရက်တည်တော့မလဲလို့စဉ်းစားမိတဲ့အခါမှာကျမလန့်သွားတာဖြစ်တယ်အိုးဘုရားသခင်ကိုရောကပေးတဲ့အမှန်တိုင်းပြောမယ်ဆိုဆရာကင်းပြီးကကျမကို1000ပေးတဲ့ထောင်အဲ့1000တဲက1000ကိုသူ့ကိုပြန်ပေးဖို့ကျမနှမျောတာနဲ့တူတာဖြစ်တယ်သူ့စီကပဲကျမရတာဖြစ်တယ်ဒါပေမဲ့သူ့ကိုကျမ1000ခဏလောက်ဆိုတဲ့အခါမှာကတ်စီးနေတာချုံရင်းနေတယ်ဘုရားကိုတခါလေကျမတို့ကဆယ်ဖို့တစ်ဖို့ကိုနဲတဲ့အချိန်မှာတော့ထည့်ရကြတအားများလာတဲ့အခါကျအရင်များပါလားလို့မြင်မိတာဖြစ်တယ်ဒါပေမဲ့အားလုံးကဘုရားဟာပဲဖြစ်နေတယ်ဟာလေလုယာအဲ့ဒါကြောင့်ဘလို့ပြန်လာရမလဲဆိုတဲ့အခါမှာဘုရားသခင်အောက်ပိုင်းမှာဆက်ပြီးရေးထားတဲ့အရာဆယ်ဖို့တို့နဲ့ပူဇော်တက်ကာတို့
နဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကဆက်လက်ပြီးရေးထားတာဖြစ်တယ်ငါထံကဟိုပြန်လာပါဘလို့ပြန်လာရမလဲဆိုတဲ့ကောင်မှာသူအောက်မှာဆက်ပြီးတော့ဘလို့ပြန်လာရမလဲဆိုတဲ့ကောင်ဘုရားဥစ္စာကိုဘုရားကိုပြန်ပေးနေပြန်လာမှာဖြစ်ပါတယ်လို့ပြီးတော့သင်တို့ဒီအဲ့ဒီလိုလူယူတဲ့အခါမှာဟာကျမတို့ကလူယူတယ်အတင်းတော့လူယူထားတာမဟုတ်ဒါပေမဲ့လူယူနေတဲ့တကိုးတွေတူနေတာဖြစ်တယ်လူယူထားတဲ့ဥစ္စာကဲ့သို့တကိုးဟိုဓမြလိုပဲပေါ့နော်ဘုရားဟာဟိုဆရာကြီးတထောင်ပေးတာကိုကျမ1000မပေးတယ်လို့ပေါ့1000ခဏလောက်ဆိုတော့ကုန်းနေတယ်လို့မျိုးသူ့ဟာပဲတကယ်တော့ဒါပေမဲ့ तू ကကျမကိုခဏပေးထားတာကိုကျမသူ့ကိုပြန်မပေးချင်တယ်လို့မျိုးပေါ့နော်ကျမကိုအသုံးပြုကိုပေးထားတာပြန်မပေးချင်တယ်လို့ပုံစံမျိုးနဲ့တူတာဖြစ်တယ်ဒါကြောင့်တင်တို့ဟာချိန်ချင်းအမင်္ဂလာကိုအဲ့လိုလူမျိုးဆိုချိန်ချင်းအမင်္ဂလာကိုခံရတယ်တဲ့အကြောင်းမူကပြည်သူပြည်သားအပေါင်းတို့ဒီငါဥစ္စာကိုလူယူကြပြီ10မှာ10ဘုဒ္ဓဘုရှိသမျှကိုဗန္နာထိုက်တဲ့သူသွင်း၍ငါအိမ်တော်၌စားစရာရှိစေခြင်းကပြုကြလို့ငါဒီဘိုးကောင်းကပဒေပေါက်ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်စင်သုံးလောင်းပြီးမသုံးလောင်းပြီးကိုထိုသို့စုံစမ်းကြလို့ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏တဲ့။ဒါကြောင့်10ဘုဒ္ဓဘုရှိသမျှလို့ပြောတာဖြစ်တယ်။10ဘုဒ္ဓဘုထဲကြံထားတာမရှိရဘူး။ရှိသမျှပေးရမှာဖြစ်တယ်။10ဘုဒ္ဓဘုဆိုတဲ့အရာရှိသမျှဘုရားကိုပေးရမှာဖြစ်တယ်။အဲ့ဒါကိုပေးခြင်းအပြင်ငါအိမ်တော်မှာစားစရာရှိစေခြင်းကလို့ပြောတဲ့ကောင်ဘုရားရဲ့အိမ်တော်မှာအစားအသောက်များမရှိဘူးလားလို့စဉ်းစားစရာရှိတယ်။တခါတလေဘုရားရဲ့အိမ်တော်မှာအစားအသောက်များမရှိလို့များပေးခိုင်းတာမဟုတ်ဘူးနော်။ကျမတို့ပေးလိုက်ခြင်းအပြင်ဘုရားသခင်နဲ့ကောင်းဝိတ္တမန်နေစားဖို့မဟုတ်ဘူး။ကျမတို့ဘုရားသခင်ကလေတမျိုးတစ်ခုဘုရားသခင်ကျမတို့ဒီနေ့မနေ့ဘုရားကသဘောပေါက်စေတာဘာလဲဆိုတော့ငါအိမ်တော်မှာစားစရာရှိစေခြင်းကဆိုတဲ့ကောင်သူစားချင်လို့ပေးပြောတာမဟုတ်ဘူးကျမတို့စားဖို့ရှိဖို့ဖြစ်နေတာဖြစ်တယ်ဥပမာပြီးခဲ့တဲ့နှစ်ပတ်ကကျမဟိုဝါဆဲရာ church မှာတို့ကစနေနေ့တိုင်းဆုတောင်းရှိတယ်ဆိုတော့ကျမအိမ်ကကျမအမတွေခဲဦးလေကျမကိုဘုရောဆောင်ဆိုတော့ဟိုဆုတောင်းသွားပါပေါ့လေဆုတောင်းအားတမ်းမယ်ဆိုဆုတောင်းသွားသူတို့သွားစေချင်တဲ့ခါကျတော့ကျမလည်းသွားပါတယ်အဲ့နဲ့သူတို့ရဲ့ဟိုတယောက်ကိုနိုင်ဝဲအဲ့လိုမျိုးအခန်းထဲဝင်ပြီးသူတို့တော့ဝင်းဆက်ဆိုတဲ့ကောင်မှာတယောက်နိုင်ဝဲအဲ့လိုမျိုးလူမလောက်ရင်လည်းကျမထပ်ဝင်ပေးလိုက်တာပေါ့နော်ကျမကိုထပ်ဝင်ဆိုလဲဝင်လိုက်တယ်အဲ့လိုမျိုးလဲကျမဝင်တဲ့အခါမှာသွားမယ်လို့တဲ့အခါကျမခဲကဈေးကနေပြန်လာပြီးတဲ့အခါကျတော့ငါပြောသည့်တဖီးကိုပေးလိုက်တယ်အဲ့နဲ့ငါပြောသည့်ဖီးကိုမာပြီးကျမတို့သွားတာဖြစ်တယ်အဲ့ငါပြောသည့်ဖီးကိုဘာလုပ်ဖို့လဲဆိုတော့ကျမနဲ့တကွာဆူတောင်းဖို့လာတဲ့သူတွေစားဖို့ဖြစ်တယ်ဖေးအဲ့ဗိမ္မာန်တော်မှာကျမယူသွားတယ်ငါပြောသည့်ကကျမနဲ့တကွာအားလုံးစားဖို့ဖြစ်နေတယ်အဲ့နဲ့ကျမဒီအရာဘာသဘောသိတဲ့ဘာသဘောပေါက်ပြီလဲစကားလေးဖခင်အိမ်တော်မှာစားစရာမရှိမှမို့လို့ပြက်လက်မှမို့လို့မဟုတ်ဘူးဖခင်ကကြွယ်ဝပါလေကျမတို့စားဖို့ရှိဖို့ဖြစ်နေဟာလေလုယာဖခင်ရဲ့အိမ်တော်မှာယူသွားတဲ့ခါကျမတို့စားဖို့ဖြစ်နေအခုကျမတို့ဖခင်သခင်ရဲ့အိမ်တော်ကိုစားပြီးတဲ့အသင်းတော်မှာဆက်ဖို့လို့ပေးတဲ့ခါမှာကျမတို့ယေဘရဟိတ်တွေအတွက်အသုံးပြုတာများပါတယ်နော်အခုတော့ဆောင်တွေကိုထောက်ပံ့ဖို့လာစာပေးဖို့အဲ့လိုမျိုးတွေအသုံးပြုတာများတယ်ဒါပေမဲ့အဲ့ဒါကလည်းကျမတို့စားစရာရှိဖို့ဖခင်ကတည်တံပြန်လုပ်တယ်ဘာလို့ယေဘရဟိတ်ပူပင်စရာမလိုပဲအခုတော့ဆောင်တွေပူပင်စရာမလိုဘဲနဲ့ဖခင်ရဲ့အိမ်တော်အမှုကိုသူတို့စ조사ရင်ပြုလာတဲ့ခါမှာဖခင်ရဲ့ဝိညာဉ်ရေးရဘက်မှာပုံပြီးအားတန်လာတဲ့ခါမှာအိမ်အတွက်စိတ်ပူစရာမလိုပဲစားဝင်တွေအတွက်ပူပန်စရာသိမလိုပဲနဲ့ဖခင်အမှုကိုအာရုံပြုပြီးစူးစိုက်လာတဲ့ခါမှာကျမတို့ဝိညာဉ်ရဲ့စားစရာပုံကြွယ်ဝဖို့ဖြစ်နေတယ်ဟာလေလုယာဒါကြောင့်ကျမဘာသဘောပေါက်မိလဲဆိုအော်ဖခင်ပေးခိုင်းတာ तू မရှိလို့မဟုတ်ဘူး तू အိမ်တော်မှာစားစရာရှိစေခြင်းကဆိုတာကျမတို့အဲ့အိမ်တော်ရောက်ရင်ကျမတို့စားဖို့ပဲဖြစ်နေတယ်ဟာလေလုယာအဲ့ဒီအရာတစ်ခုကိုဒီနေ့မနေ့မှာဖခင်သခင်ကအသစ်တဖန်ကျမကိုပေါ့အော်ကျမတို့ဟိုဆဲနာဘုရားကျောင်းမှာသွားပြီးတော့ငါပြောသေးယူသူများလည်းမုတ်တွေယူလာဖြစ်တယ်အဲ့မှာအစုံပဲရှိနေတယ်သူများတွေယူလာလဲကျမတို့စားကြတယ်ကျမတို့ယူလာရင်ငါပြောသေးလဲအဲ့ဒါနဲ့ကျမသဘောပေါက်မိတာဖြစ်တယ်ဟာလေလုယာကျမတို့အတွက်စားစရာရှိဖို့ဘုရားကတိုးစေတာဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့တာ၍ကျွယ်ဝဖို့လုံးမှာတာ၍ကောင်းကြီးခံစားဖို့လုံးမှာဘုရားကသူ့ရဲ့အိမ်တော်မှာဒီဥစ္စာတွေကိုဆယ်ဖို့တဖို့နဲ့ပူဇော်တတ်ကြတယ်ပူဇော်စေတာဖြစ်တယ်အဲ့ဒီအခါမှာဘုရားသခင်ကဘာပြောလဲဆိုကောင်းကင်ပဋိမောက်ဖွင့်ပြီးကောင်းကြီးမြတ်အကုန်စေလို့ပြောတာဖြစ်တယ်ဟာလေလုယာသုံးလောင်းပြီးမသုံးလောင်းပြီးစုံစမ်းပါဆိုတဲ့အခါမှာသုံးလောင်းချင်လို့ဖြစ်တယ်ဟာလေလုယာပေးချင်ရမယ်ဆိုတာမျိုးပေးချင်ပါရဖို့ရမယ်ဆိုတဲ့ဂတိဖြစ်တယ်သုံးလောင်းပြီးမသုံးစုံစမ်းပါဆိုတဲ့အခါမှာပေးဖို့ရအတွက်ဂတိထားပြီးသားဖြစ်လို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါနဲ့အိုးမိုးကောင်းပဋိမောက်ကောင်းကြီးမြတ်အကုန်စေသုံးလောင်းပြီးမသုံးစုံစမ်းပါဆိုတဲ့အခါမှာပေးဖို့အစင်သိဖြစ်နေပြီးသားဟာလေလုယာခလို့ဆယ်ဘုလို့ဟိုတယောက်ဖွင့်လိုက်တာနဲ့တွက်ဆိုပွင့်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီပဋိမောက်တွေကဘာလဲကျမတို့လူအနေနဲ့လုံးလုံးမရတဲ့အရာတွေဖြစ်တယ်ဥပမာကျမဆိုရင်ဟိုသူများတွေစိုးရင်ကြတယ်